ဒီကိုရင်လေးမိဘတွေနဲ့ပြန်ဆောင်တွေ့ဖို့အတွက်ပေါ့နော်ဒီပို့လေးကို share ပေးခြင်းဖြင့်ကူညီပေးကြပါဦးလို့နော်ကျွန်တော်အသက်17နှစ်လောက်တုန်းကတန်တောင်ကြီးမြို့နယ်ကရင်ပြည်နယ်ဘက်တပြင်းညွန့်ရွာလေးမှာကိုရင်စောက်ဝက်ခဲ့ပါတယ်တဲ့အဲ့တုန်းကမိဘတွေနဲ့စိတ်ဆိုးပြီးအိမ်လဲမပြန်တဲ့သူတို့ခေါ်လဲမသွားခဲ့ပါဘူးတဲ့ကျောင်းမှာပဲနေကျောင်းမှာပဲစားပေါ့နော်သူတို့နေပြီးတော့ကိုအပီးပြောင်းတော့မှမလို့နဲ့ကျွန်တော်ကိုလာခေါ်ခဲ့ပါသေးတယ်တဲ့ငါသားအဖေတို့နေပြီးတော့ကိုအပီးပြောင်းတော့မှမလို့လိုက်အောင်မလားမလိုက်တော့ဘူးလို့ပြောလိုက်တာတဲ့နောက်တစ်နှစ်လောက်လဲကြာရောနဲ့ကျွန်တော်နဲ့မန်းလီစာတင်တိုက်ကိုပြောင်းလာခဲ့ပါတယ်နဲ့ပြောင်းလာခဲ့ပါတယ်အတုံးကအမေတို့နဲ့ရွာမှာတီးခဲ့တဲ့အဆက်အသွယ်ရှိပါသေးတယ်နဲ့ကျွန်တော်စာတင်တိုက်မှာ3နှစ်ပြည့်လို့ရွာအလဲပြန်တော့မိဘတွေနဲ့ရွာကလူတွေကအဆက်အသွယ်ပြတ်သွားပါတယ်နဲ့ကျွန်တော်လည်းဘလို့မှဆက်သွယ်လို့မရလို့နဲ့ဒီတိုင်းနေလာခဲ့တာ10နှစ်နီးပါးရှိပါပြီနဲ့10နှစ်နီးပါးရှိနေပါပြီပေါ့နော်ကူညီပေးပါနော်တဲ့ကျွန်တော်မိဘတွေနဲ့အများဆုံးတွေ့အောင်အဖေနာမည်ဦးမြအောင်အမေနာမည်ဒေါ်တန်းတန်းဦးလို့ခေါ်ပါတယ်တဲ့ညီမလေးနဲ့ညီလေးတယောက်လည်းရှိပါသေးတယ်တဲ့ညီမလေးနာမည်ကမအေးမြတ်သူလို့ခေါ်ပါတယ်တဲ့နောက်ထပ်မိန်းကလေးတယောက်လည်းမွေးထားပါတယ်လို့ကျွန်တော်ရွာပြန်တော့ကကြားသိခဲ့ရပါတယ်တဲ့ကျွန်တော်ကအကြီးဆုံးသားပါတဲ့အိမ်နာမည်ကတော့ကျော်ပူပူအောင်လို့ခေါ်ပါတယ်တဲ့ဒါကတော့ဒီကိုရင်လေးကဥအကူညီလမ်းတောင်းထားတာပေါ့နော်အဲ့တော့သူ့မိဘတွေနဲ့ပြန်ဆုံတွေ့ဖို့အတွက်ကိုဥဘက်ကလည်းဒီပိုလေးကိုပေါ့နော်ဒီဗီဒီယိုလေးကိုအများမြင်အောင်လို့ share ပေးစီခြင်းပါတယ်တကယ်လို့ဆက်သွယ်